လာပြီဒီစပုံမှာပြိုင်ဆိုင်ရှာတဲ့ရှင်လာရင်ဘုံမထားဘူးနော်အစင်လာရှိတဲ့မင်္ဂလာရှိတဲ့သူရဲ့စက်တန်နားစင်သူပြိတ္တကြီးကိုခစ်လိုက်ခစ်ချင်းများနဲ့ပွင့်ပြလို့သာသူပြောမန္တလေးတိုင်းမလိုင်မြို့နယ်နေပြည်ချင်းရွာလေးကဇွဲအော်ဒီယိုပေါင်းဆက်ရောက်လန်းလို့လာပြီနော်လာပြီဒီစပုံမှာပြိုင်ဆိုင်ရှာတဲ့ရှင်လာရင်ဘုံမထားဘူးနော်အစင်လာရှိတဲ့မင်္ဂလာရှိတဲ့သူရဲ့စက်တန်နားစင်သူပြိတ္တကြီးကိုခစ်လိုက်ခစ်ချင်းများနဲ့ပွင့်ပြလို့သာသူပြောမန္တလေးတိုင်းမလိုင်မြို့နယ်နေပြည်ချင်းရွာလေးကဇွဲအော်ဒီယိုပေါင်းဆက်ရောက်လန်းလို့လာပြီနော်စင်ကြတဲ့ပြိတ္တကြီးတွေကျမ်းမာကြစေအပေးကြတဲ့ပြိတ္တကြီးတွေချမ်းသာကြစေကိုယ်စိတ်နှလုံးရှင်ပြုံးကြစေဒီဗျာတွေလည်းကင်းဝေးကြပါစေဇွဲအော်ဒီယိုဖွဲ့မှာတောင်းစုမြတ်တာကျွေပြိတ္တကြီးတွေလေးတာကျေးသွားများနဲ့ပြောပြေကပြောသူစက်တန်ရှာမရှာဒီကဘူမှာတင်ရှာခဲ့သနော်ဘုံတဲ့မွေးလို့များကခေါ်ဝဲတိုင်းမာနော်သူပါလေးမပြိတ္တကြီးလေပြုံးလို့ပြောဟောရများလေပြုံးလို့ပြောကြရတဲ့ချင်းလေးနဲ့ဆွဲအော်ဒီယိုပေါက်ရောက်လို့လာပြီနော်ပြောကြရတဲ့ချင်းလေးနဲ့ဆွဲအော်ဒီယိုပေါက်ရောက်လို့လာပြီပြောကြရတဲ့ချင်းလေးနဲ့ဆွဲအော်ဒီယိုပေါက်ရောက်လို့လာပြီနော်ဟုတ်ကဲ့နာတော်တာပန်းစင်းနေကြတယ်ကေးချစ်သူပြိတ္တပေါင်းလို့ပေါင်းလားတာယာချူအေးဂီတတီးသွားအလှတန်စင်များပြင်ဖြောပြေလို့တင်ဆက်ပေးဖို့အရောက်လာခဲ့ရတယ်ဒီတနာအော်ဒီယိုပေါက်ဆက်ကြီးကတော့ဇဘူတိုက်တခွင်မှာသူ့နိုင်ရှင်ရတဲ့သူ့ဆက်တန်ကြားရတာနာဝမှာချိုအေးကြီးတာရှိလာတယ်တန်စင်တီးသွားအလားများပြင်ဖြောပြေလို့တင်ဆက်ပြီးမယ်မန္တလေးတိုင်းဒေသကြီးမလိုင်ရွှေမြို့တော်ကြီးရဲ့ဆယ်တူကြီးပါအုပ်စုသာသနာရောင်ဝါလေးနေပြည်ကြီးရွာကစက်ပိုင်းရှင်ကိုမျိုးမင်းစောမတ်တိတိခိုင်မိသားစုတို့မှာဦးစီးလို့တည်ထောင်ထားတဲ့ဇွဲအော်ဒီယိုဘောက်ဆက်ကြီးပဲဖြစ်ပါတယ်ဇွဲအော်ဒီယိုဘောက်ဆက်ဖွဲ့တော်အားလို့ရောက်လာခဲ့ပြီချစ်တော်ပြိတ္တပေါင်းလို့လာပြီဟေးလာပြီဒီစပုံမှာပြိုင်ဆိုင်ရှာတဲ့ရှင်လာရင်ဘုံမထားဘူးနော်အစင်လာရှိတဲ့မင်္ဂလာရှိတဲ့သူရဲ့စက်တန်နားစင်သူပြိတ္တကြီးကိုခစ်လိုက်ခစ်ချင်းများနဲ့ပွင့်ပြလို့သာသူပြောမန္တလေးတိုင်းမလိုင်မြို့နယ်နေပြည်ချင်းရွာလေးကဇွဲအော်ဒီယိုပေါင်းဆက်ရောက်လန်းလို့လာပြီနော်စင်ကြတဲ့ပြိတ္တကြီးတွေကျမ်းမာကြစေအပေးကြတဲ့ပြိတ္တကြီးတွေချမ်းသာကြစေကိုယ်စိတ်နှလုံးရှင်ပြုံးကြစေဒီဗျာတွေလည်းကင်းဝေးကြပါစေဇွဲအော်ဒီယိုဖွဲ့မှာတောင်းစုမြတ်တာကျွေပြိတ္တကြီးတွေလေးတာကျေးသွားများနဲ့ပြောပြေကပြောသူစက်တန်ရှာမရှာ
ဒီသဘူမှာထင်ရှားရဲ့သနောဘုံတဲ့မွေးလို့များကခေါ်ဝဲတိုင်းမာနောသူပါလေးမောက်ပရိသတ်ကြီးလေပြုံးလို့ပြောဟောတာများလေပြုံးလို့ပြောစရာတက်ချင်းလေးနဲ့ဆွဲအော်ဒီယိုပေါက်ရောက်လို့လာပြီနော်ပြောစရာတက်ချင်းလေးနဲ့ဆွဲအော်ဒီယိုပေါက်ရောက်လို့လာ